ထိုင်းမှာပြီးတော့ဂျားထဲမှာမြန်မာစာပါမရသွားတာအဲ့ဒါတော်တော်တိုင်ပတ်ဟုတ်တယ် Wi-Fi နေ line မကောင်းတာလည်းပါတယ် screen ဆော့ပါမယ်ဆိုတော့ပြက်စီးနေ ဟုတ်တယ်လို့ကိုရီးယားပုံမှန်လေး screen လေးဆော့နေတာ3 link 9ရက်လောက်ရှိပြီတစ်ပတ်လောက်ရှိပြီနော် screen တစ်ပတ်လောက်ရှိပြီဆော့နေပြီးတော့မှ line ကလုံးဝဆော့လို့မရတော့ ကိုယ်ကလည်းငိုနေကြ line မကောင်း line မကောင်း line မကောင်းကိုရီးယား line မကောင်းလို့ကြိတ်ခံလားဒီတိုင်းကြိတ်ခံလားမသိဘူးပြည့်အဲ့လေဩ screen လေးနား run ပဲဆော့မယ်ဆိုတော့ run ကလည်းဟိုထိုင်းက ace တို့ maybe တော့ဆော့လို့အဆင်ပြေတိတ်ပြီးတော့အဲ့လိုမျိုးဖြစ်နေအဲ့ဒါ brain တော့ဝါတော့အကုန်လုံးကိုယ်နေမကောင်းတာလည်းပါကျိုးတော့ကြိုးစားနေမကောင်းဂျားမှာတော့ကျိုးတော့ကြိုးစားရဲ့ပါတယ်ဒါပေမဲ့အချိန်မမီတော့ဘူးပေါ့အဲ့လိုပဲပြောအဲ့လိုဂျားမှာချွင်းခဲ့တဲ့အချိန်မှာအဲ့လိုပြဿနာတွေပါတက်ခဲ့ရပါရှိတာအတင်းသားအချင်းချင်းပေါ့နော်အဲ့လိုမျိုးတခုညှိရရပါရှိခဲ့သေးတာအဲ့လိုတော့မရှိပါဘာလို့လဲဆိုတော့အကုန်လုံးကအရန်နားလဲပြီးတဲ့လူတွေအရန်နားလဲဆိုတော့အကုန်လုံးအရန်နားလဲအကုန်လုံးအကြောင်းစုံသိနေသေးရပါအစင်ပြေစေပါပဲဖြစ်ပြီးခံပါပဲဆိုမင်းလည်းကြိုက်တာဆိုငါလည်းကြိုက်တာဆိုမင်းလည်းကြိုက်တာလို့ငါလည်းကြိုက်တာလို့အဲ့လိုလားအဲ့လိုတော့မဟုတ်အဲ့လိုတော့မဟုတ်အေးစေးချေး connection တွေနဲ့တော့ train ထားတယ်အေးစေးချေးဖြစ်တယ်ဂျားမှာလို့ train တဲ့အချိန်မှာအဲ့လိုအမှတ်တရတွေပါဘာတွေဖြစ်ခဲ့သေးတယ်ဘာမှတ်တရရှိခဲ့တယ်တခုခုပေါ့တော့ဖြစ်လာမတရားပြောကြည့်ပါမတရားဆိုတာထက်တော့အဲ့လိုတော်တို့အဲ့လိုစတွဲစနိုင်ပြီးတော့ live file တဲ့ကောင်တွေရှိရယ်နော်အဲ့လိုမျိုးချို့ကောင်တွေပေါ့ချို့ကောင်တွေဘိုင်နေတော့တက်မျိုးဘိုင်နေတော့တက်မျိုးခါရအဲ့လို၄ဝက်ဆက်၅ဝက်ဆက်တွေလိုက်ပြီးစနိုင်တဲ့ကောင်တွေရှိရယ်နော်ဘိုင်နေတော့တက်မျိုးတော့အဲ့လိုမျိုးကောင်တွေပြီးကျွန်တော်တို့အသေးတီးရကောင်တွေကဟိုကကြာတင်း7လားမသိဘူးလေဒီကောင်တွေတပွဲပြန်တီးထားရနော်နပွဲလား